မင်္ဂလာပါကျမကတော့ဒေါက်တာနန်းဖူးကြီးဂျမိုးဖြစ်ပါတယ်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့စီးချိုယောဂရဲ့နောက်ဆက်တွဲပြဿနာတစ်မျိုးအကြောင်းပါစီးချိုရှိတဲ့သူတွေမှာခြေချောင်းလက်ချောင်းတွေထုံကျင်လာတတ်တဲ့ဖက်နှက်စီးရင်မသိတော့ပဲခဏခဏကြွတ်ထွက်တာမျိုးတွေဖြစ်လာတတ်ပါတယ်ဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုတော့စီးချိုကြောင့်အာရုံကြောထိခိုက်လာလို့ပဲဖြစ်ပါတယ်စီးချိုကြောင့်အာရုံကြောထိခိုက်တာကိုစီးချိုလူနာတွေရဲ့90%လောက်မှာတွေ့ရတတ်ပါတယ်အဖြစ်များတယ်ပေါ့နော်လက္ခဏာတွေအနေနဲ့ကတော့ခြေဖျားလက်ဖျားတွေထုံကျင်တာနေအစာအိမ်နဲ့ဦးလန်းချောင်းထိခိုက်တာသွေးကြောတွေထိခိုက်တာတွေအထိရှိနိုင်ပါတယ်ပထမဦးဆုံးပြောပြချင်တာကစီးချိုကြောင့်အာရုံကြောထိခိုက်ရင်ဘယ်လိုလက္ခဏာတွေခံစားရတတ်လဲဆိုတာပါနံပါတ်1တစ်ချက်ကထုံကျင်ခြင်းစီးချိုလူနာအများစုမှာခြေထောက်တွေထုံကျင်လာတတ်တယ်ခြေထောက်ထုံပြီးတဲ့နောက်လက်တွေပါတဖြည်းဖြည်းလိုက်ပြီးတော့ထုံလာတတ်တယ်ပေါ့နော်ခြေတွေလက်တွေထုံကျင်လာတာကြောင့်မလို့အာရုံခံစားမှုလျော့လာပြီးအပူအေးမသိတော့တာဒဏ်ရာရရင်တော့မနာတော့တာမျိုးတွေဖြစ်တတ်ပါတယ်ဒီထက်ပိုဆိုးတဲ့အခြေအနေတွေမှာဆိုလို့ရှိရင်ဒဏ်ရာရတာကိုသတိမထားမိပဲဖြစ်နေမယ်ဒီကနေတဆင်ခယူးမဆိုင်မိရဲ့အခါမှာအနာတွေကိုပိုးဝင်ပြီးတော့မှအယိုးတဲ့အထိရောက်သွားမယ်ဆိုလို့ရှိရင်เนาะခြေထောက်ဖြတ်ပြရတဲ့အထိဖြစ်နိုင်တယ်လို့အထူးသတိပေးလိုပါတယ်เนาะနံပါတ်1တစ်ချက်ကတော့နာကျင်ခြင်းတချို့လူနာတွေမှာတော့ရုတ်တရက်စူးကနေနာကျင်တာမျိုးတွေခံစားရတတ်ပါတယ်နံပါတ်3တစ်ချက်ကတော့အာယုံကြော nerve တွေထိခိုက်ခြင်းအာယုံကြော nerve တွေထိခိုက်လာပြီဆိုလို့ရှိရင်တော့ကြွက်သားတွေအားနည်းလာပြီးတော့မှပစ္စည်းကရင်မမြဲတော့ဘဲနဲ့လွတ်ကြတာမျိုးခြေထောက်မြောက်ရခက်ခဲတာမျိုးတွေဖြစ်တတ်ပါသေးတယ်နံပါတ်4တစ်ချက်ကတော့ဒီ autonomic nervous system လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုအလိုအလျောက်ထိန်းညှိပေးတဲ့အာယုံကြောစနစ်တွေထိခိုက်လာပြီဆိုလို့ရှိရင်ရုတ်တရက်ထားလိုက်လို့ရှိရင်သွေးပေါင်ကျပြီးတော့မိုက်ခနဲဖြစ်တာစီးသွားဝမ်းသွားရတာတွေခက်ခဲတာစီးဝမ်းတွေမထိန်နိုင်တာအစာအိမ်ထဲမှာအစာခြေဖို့ကြာနေတဲ့အတွက်ကြောင့်မလို့ဘိုင်းအင်ပြီးတော့မှရင်ပြည့်ရင်ကဲဖြစ်တာပြိုးချင်အန်ချင်ဖြစ်ပြီးတော့မှအစာမစားနိုင်ဖြစ်တာမျိုးချွေးထွက်လွန်တာကျွေးထွက်နေတာပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်အစာမျိုးရခက်ခဲတာတို့အမျိုးသားတွေမှာဆိုလို့ရှိရင်ပန်းသေးပန်းညိုဖြစ်တာအမျိုးသမီးတွေမှာဆိုရင်မိမကို6တွေ့တာမျိုးတွေအထိဖြစ်နိုင်ပါတယ်ဒီလိုကိစ္စတွေကတော့မိမိရဲ့လိမ်မှုဘဝတွေကိုအကြီးအကျယ်အနှောက်အယှက်ဖြစ်စေပါတယ်ရှင်ဘာလို့စီးချိုကြောင့်အာယုံကြောထိခိုက်ရတာလဲဘာလို့ဖြစ်ရလဲဆိုတာသူတေသနာပညာရှင်တွေကိုယ်တိုင်အတိအကျမပြောနိုင်သေးပါဘူးစီးချိုတက်ရာကနေပြီးတော့အာယုံကြောတွေထိခိုက်လာတယ်အာယုံကြောတွေကနေပြီးသတင်းအချက်လက် signal တွေမပို့ပေးနိုင်တော့ဘူးပေါ့ဒီကနေတဆင့်အာယုံကြောတွေထိခိုက်လာတယ်လို့အကြံဖြင့်ယူဆထားကြပါတယ်ဘလို့လူတွေမှာအဖြစ်များတယ်လဲပေါ့နော်စီးချိုကြောင့်အာရုံကြောထိခိုက်တာကဘလို့လူတွေမှာအဖြစ်များလဲဆိုတော့စီးချိုတေချာမထိန်နိုင်တဲ့သူတွေနှစ်ကာလကြာမြင့်စွာစီးချိုဖြစ်နေတဲ့သူတွေကြောက်ကက်အားနေတဲ့သူတွေအဝလွန်ပြီးတော့ BMI 25ထက်ကျော်နေတဲ့သူတွေဆက်လက်တောက်တဲ့သူတွေပေါ့နော်ဒီလိုမျိုးလူတွေမှာဆိုလို့ရှိရင်စီးချိုကြောင့်အာရုံကြောထိခိုက်တာပိုပြီးတော့အဖြစ်များပါတယ်ဘလို့ကာကွယ်ကြမလဲစီးချိုကြောင့်အာယုံကြောထိခိုက်တာမဖြစ်ဖို့အကောင်းဆုံးကာကွယ်နည်းကတော့စီးချိုတေချာထိန်းနိုင်ခြင်းပဲဖြစ်ပါတယ်စီးချိုတေချာထိန်းဖို့ဆိုလို့ရှိရင်မိမိရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲရမယ်အချိုတွေတကြားတွေရှောင်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုဂရုစိုက်ပြီးစားသုံးပေးရမယ်ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းစီးချိုကြဆေးကိုလည်းတေချာတောက်ဖို့လိုပါတယ်ဒါမှသာစီးချိုကြောင့်အာယုံကြောထိခိုက်တာမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါဒါမှမဟုတ်စောမဖြစ်အောင်ဟန်တာထားနိုင်မှာပါAmerican စီးချိုအသင်းပေါ့ American Diabetes Association ကတော့3လစီးချိုလို့ခေါ်တဲ့ hemoglobin A1C ကို900%အောက်ရောက်အောင်စီးချိုထိန်းထားနိုင်ဖို့အကြံပေးထားပါတယ်တချို့လူနာတွေမှာတော့ဒီအသက်အရွယ်ကိုယ့်ရဲ့ယောဂအခန့်ပေါ်မူတည်ပြီးတော့မှာပေါ့နော်ဒီ hemoglobin A1C ပမာဏကို 7% အောက်မဟုတ်ဘဲနဲ့ဆရာဝန်အကြံပေးထားတဲ့အတိုင်းပမာဏတစ်ခုအောက်ရောက်ဖို့ထိန်းထားနိုင်ဖို့လိုပါတယ်hemoglobin A1C ကိုလည်းတစ်နှစ်မှာ2ကြိမ်လောက်စစ်ဆေးသင့်ပါတယ်။ဆရာဝန်အကြံပေးထားတဲ့အတိုင်း HbA1c ပမာဏထက်ကျော်လွန်နေပြီဆိုလို့ရှိရင်တော့မိမိရဲ့စီးချိုဆေးတွေကိုပြန်ညှိရမယ်။စားတောက်နေထိုင်မှုပုံစံကိုပြောင်းဖို့စ조사ရမှာဖြစ်ပါတယ်။ဒါတွေကတော့အပြောလွယ်ပေမဲ့တကယ်လို့ရင်ခက်တယ်ဆိုတာဆရာမတို့လည်းသိပါတယ်။ဒါပေမဲ့အာယုံကြောထိခိုက်လာပြီဆိုရင်နောက်ဆက်တွဲပြဿနာတွေကအန်ဒီရကြီးတာကြောင့်စီးချိုသေးချာထိန်းနိုင်ဖို့အရေးကြီးပါတယ်။နောက်တစ်ချက်ကတော့ကိုမှာစီးချိုလည်းရှိနေပြီးအာယုံကြောထိခိုက်တာတွေလည်းဖြစ်နေပြီဆိုလို့ရှိရင်ဘယ်လိုဂရုစိုက်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်ရှင်အဓိကကတော့ကိုယ့်ရဲ့ခြေထောက်တွေကိုနေ့စဉ်ဂရုစိုက်စစ်ဆေးပေးနေဖို့ပါပဲဒါမှသာအာယုံခံစားမှုလျော့ပြီးထုံကျင်နေတဲ့ခြေထောက်မှာဒဏ်ရာရနေခဲ့ရင်စောစောသိနိုင်မှာပါကိုယ့်ရဲ့ခြေထောက်တွေမှာဒဏ်ရာရနေတာရှိလားပွန်းပဲနေတာရှိလားหนีရဲနေတာရောင်နေတာရှိလားဆိုတာကိုနေ့စဉ်စစ်ဆေးပေးရပါမယ်
ကိုမမြင်နိုင်တဲ့နေရာတွေမှာဆိုရင်လည်းမန်ထောင်ကြည့်တာမိသားစုဝင်တဦးဦးကိုကြည့်ခိုင်းတာမျိုးတွေလုပ်လို့ရပါတယ်ကိုယ့်ရဲ့ခြေထောက်တွေကိုနေ့စဉ်ဆက်ပြပျောရေနွေးကိုတုံပြီးတော့မှတေချာစီကြောတန့်စင်မယ်ပြီးရင်6သွေးအောင်ထားရပါမယ်ခြေသေးညက်တဲ့အခါမှာလည်းတေချာခယူးဒီဇိုင်းညက်ပေးဖို့လိုပါတယ်ခြေအိတ်ဆွလို့ရှိရင်တော့ခြေအိတ်ကတန့်ရှင်းနေတဲ့ခြေအိတ်6သွေးနေတဲ့ခြေအိတ်ဖြစ်ရပါမယ်ဖနက်စီးတာကိုလည်းအထူးဂယူးဆိုင်ပေးဖို့လိုပါတယ်ဖနက်ဆိုင်ကကိုယ့်ရဲ့ကိုက်ညီတဲ့ဖနက်ဆိုင်ဖြစ်ရပါမယ်ဖနက်ဒီဇိုင်းကလည်းခြေချောင်းတွေကိုအုပ်ထားတယ်ဒါမှမဟုတ်အကာပါတဲ့ဒီဇိုင်းမျိုးကတော့အသင့်တော်ဆုံးပဲဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့စီးချိုချောင်းအောင်ကျော်ထိခိုက်တာကိုနားလဲသဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်ကြီးကြီးမားမားအန်ဒီရပေးနိုင်တဲ့ယောဂမျိုးဖြစ်တာကြောင့်ကိုယ်အတိထဲမှာစီးချိုယောဂတဲ့ရှိနေရင်ဆရာမပြောခဲ့တာလေးတွေကိုပြန်လည်ဝေမျှပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အနန္တစေနာဖောင်ဒေးရှင်းရဲ့ကျန်းမာရေးပညာပေးအစီအစဉ်တွေကိုအနန္တစေနာဖောင်ဒေးရှင်း Facebook Page မှာ Like and Follow လုပ်ပြီးတော့ကြည့်ရှုနိုင်တယ်လို့အနန္တစေနာဖောင်ဒေးရှင်း YouTube TikTok Channel တွေမှာလည်း Like and Subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင်။